အားလုံးပဲမင်္ဂလာပါကျွန်တော်ဖယ်ချက်ပြလို့ရှိရင်ကျွန်တော်ဒီကြပြပဲချင်းဒါကတော့ဒီ diary ရစီရပြဒီပုတ်ပဲမတည့်ရလို့ကျွန်တော်တို့ရှောင်းတယ်ကျွန်တော်ထဲက YouTube ကြည့်ရလို့ကျွန်တော်တနေ့မို့တနေ့ဗီဒီယိုဒီပုံမှန်တော့ဒီချက်မှတ်တယ်ပါရှော့ကရာလို့ဆိုတော့ဗီဒီယိုဘယ်လိုဆိုဒီပုတ်ရှူရပဲကျွန်တော်တို့ကပုတ်ရှူရတဲ့ဘောတည်းပဲလူနေရပါသူဟိုဘယ်လိုလဲ topic တစ်ခုကြောက်တယ်ဆွေးနွေးနေအဲ့ဒါပဲကျွန်တော်ကပုတ်ဆိုရပဲစုပ်တီးနေထားတယ်မရှိဘူးတော်တော်ကြီးကိုပြေးရဲမှာပါတယ်ငါကလက်ခတ်ပြီးပြအဲ့ဒါကျွန်တော်အရှိပိုက်တော့ဗျခဏလောက်နေပဲကျွန်တော်တောက်ချန်နေပြီပုတ်ကငါ့ဘုံထားမှဆိုကြည့်ချက်ဆက်ပဲကြည့်ချက်တော့တော်တော်ရှိနားထားပြလို့ဆိုလေးဘောလောက်နဲ့ပြကြားတဲ့အေးရမနားထားပြလေးဘောပဲပြီးတယ်ဗျလို့ရှိတယ်လေးဘောပဲပြီးအဲ့ဒါချိန်မှာကျွန်တော် project ပြချက်ဘယ်လိုဆိုကျွန်တော်နားထောင်ခတ်တယ်ပြီးတော့ဗျဒါတော့ဒီဗီဒီယိုပဲဒီ J clear နဲ့ဗျဒီ J clear နဲ့ဒီ diary ရစီ stable buckler နဲ့သူဒီကြောက်တယ်အဲ့တော့ကျွန်တော်ဘာလဲဆိုထုံးလိုက်ပြီပဲကျွန်တော် summarize လုပ်တယ်ပြီးတော့ AI ကိုမေးရတယ်အဲ့တော့ကျွန်တော်ဒီမှာဆို AI ကသူနဲ့သူဖြည့်ပြပေးတယ်ဗျကျွန်တော်ဒီမှာဆိုရင် AI ကဖြည့်တဲ့အဖြည့်ပြပဲချက်ကျွန်တော်တွေးရအောင်ကျွန်တော်ပြီးခဲ့ရတဲ့ဟာပြပြအချက်ဘယ်လိုဆိုပါကျွန်တော်ခုနကပြောကျွန်တော်ရေးချိတ်ချတယ်လက်ချက်တော့ပဲကျွန်တော်လုပ်ပြလို့ဆိုရင်လုပ်ပြခဲ့အဲ့ဆိုသူဘာလဲဆိုကျွန်တော်တို့ရဲ့ကျွန်တော်အကျိတွေပဲသူဟုတ်ပြီကျွန်တော်အမှုကျိပဲကျွန်တော်နေတိုင်းနေရမှာကျွန်တော်လုံးနေအမှုကျိတွေရှိတယ်ဘို့ဆိုကိစ္စပါပဲစာဖတ်တာပဲဟုတ်ပြီဘုမတို့ကသူရောတော့ပဲဘုမတို့ကလုံးနေကြအဲ့ကျွန်တော်ဘယ်လိုဆိုကျွန်တော်ခါစားနေတယ်လုံးလိုက်ကြတယ်ခါစားချက်ဘို့ဆိုကျွန်တော်ခါစားချက်ကျွန်တော်မူကောက်လို့ရှိရင်ပုံပြလုံးတယ်မူကောက်လို့ရှိရင်လုံးလို့ရှိအဲ့ကျွန်တော်ခါစားချက်ကိုအချိုက်လို့ရှိရင်ခေါ်လို့ဆိုရကျွန်တော်ပြောဂိတ်ဆုံးနေရှုံးရတယ်နိုင်တော့ပြီဘို့ဆိုနိုင်လို့ရှိရင်ရှေ့ဆွချက်အစရရှိအဲ့ဒါဒူပါမင်းနဲ့ချက်တော့အဲ့ဒီရတယ်ကြတယ်ဒီရတယ်ကြကိုဆောချင်လို့ရှိရင်ကောလိပ်ဆိုခေရောဆောနေတာဆောချင်လို့အဲ့လိုဆိုထွက်ခေကိုထွေးပြီးတော့အခြားလုံးချင်ဟာလို့ရှိရင်အဲ့လိုဆိုအဲ့တော့ပြည့်ချက်ပေါ်ရောကျွန်တော်ခံစားချက်တွေပုံမှာမူတည်ပြီးတော့စိတ်ရဲ့ခံစားချက်တွေပုံမူတည်ပြီးလုပ်ရကြဒီစိတ်ခံစားချက်ရတယ်ပဲကျွန်တော် speed ခုန speed တွေပုံမူတည်ပြီးအခြေခံပြီးလုပ်လို့ရှိရင်ဘယ်လိုဒီမှာဆိုရင်ကျွန်တော်ဒီမှာဒါပါလဲဆိုပြီးကျွန်တော်ရေးမှန်းထားလုပ်ပြီးပြီးတော့ဒီမှာဆိုရင်လည်းဗျကျွန်တော်သူပြတဲ့ဟာလုပ်ချပြောဘယ်လိုဆိုပဲဒီစိတ်ဆက်ကြပြီးပဲချက်ဗျ J clear ရဲ့တွေ့ဆိုပြီး Atomic Heavy ကျွန်တော်ကြီးကိုနာမကျေဆိုပြီး Atomic Heavy ကိုပြေလို့ပြေးလိုက်ဆိုပြီးအတားတွေဗျအတားတွေကနေပဲနေရာတိုင်းမှာတွေ့နေလိကမေးစုဘော်ရကြည့်ပဲအတားတွေဖွဲ့စီနံပါတ်1ဗျမေးစုပြနံပါတ်2 very small အလိုသင်ရတယ်ဗျနံပါတ်3ချက်ပဲ connection သူနဲ့တကူကချက်စင်းလို့ရှိရင်အဲ့ရမို့လို့ပဲစာရေးချက် idea ရေးပြီးလေဗျ Atomic Heavy ဆိုတဲ့စာရေးမှာပေါ့ပြီးဖြစ်ခဲ့တယ်ဗျပြီးတော့ဗျအချို့အခြေတွေပဲဒီချက်မှာပြီးဒီ sorry ဒီကပြတဲ့အချို့ချက်ဒီကပြတဲ့အချို့ချက်တွေဗျဒီစာအုပ်ထဲမှာပါတဲ့အခြေတွေပဲဆိုရင် web pass ဖက်တဲ့ APT ဗျဟောဆိုရင်တနေ့ကိုဗျ web pass 0ပါဗျ web pass 0ပါနေရာလို့ရှိဗျကျွန်တော်တနေ့ပြီးလို့ရှိဗျဘယ်တော့ဖြစ်မလဲလို့ဆိုဒီကလေးဗျကိုကဒီမှာဆိုဗျ web pass 0ပါတနေ့ကို365နဲ့ထည့်လို့ရှိရင်30%ရတယ်ဗျအဲ့လိုဆိုခုနကပြောတယ်0.9ဗျအဲ့လိုဆိုပြတာဘာလာမလဲအဲ့လိုပြောချင်တယ်ကဂန်းကရောခေါ်တော့ကျွန်တော်ပြောချင်တယ်ဒီလေးပဲဗျအဲ့တော့ထားပါဒါဒီဆိုတော့ပါတဲ့အကြောင်းလေးဗျအဲ့တော့ကျွန်တော်ဒီဆိုတော့ပါတဲ့အကြောင်းပြပြဖို့ဆိုတော့ကျွန်တော်ဒီဆိုအိုးဘယ်လိုလဲကျွန်တော်ကနေတိုက်ပါကျွန်တော်ပေါ်ပြည့်ပေါ်လို့ချစ်ကျွန်တော်ဆွဲခက်ရပြပလာရရှိရကိုးရှိရဘယ်လိုဆိုကျွန်တော်နေတော့ကျွန်တော်ပေါ်လို့ဆိုကိုးပဲမြစ်ချအောင်ကျွန်တော်ညနေဆက်ဒီမှာပြင်မှာညနေဆက်မှာပြင်အဲ့ဒါပဲကျွန်တော်ဟိုညကပလာပြတော့ငါညနေဆက်ဒီမှာချောင်းမှာတဲ့ဒီရောပြည့်ဆွဲဘာပရမိုးဆိုတုံးလုံးပေါ်လို့ဒုတိယတုံးလုံးပေါ်လို့တတိယတုံးလုံးပေါ်လို့စတုံးလုံးပေါ်လို့ဒီလိုမျိုးအဲ့ဒါပြကျွန်တော်ဒီနေ့တော့ကျွန်တော်ဒီထဲမှာ refreshing လုပ်ကိုဘာဖြစ်ခဲ့လဲဗျဘာအကြောင်းတွေဖြစ်ခဲ့တယ်ဒီနေ့ဆိုကျွန်တော် net ဖြစ်ခဲ့တဲ့အကြောင်းတွေပဲကျွန်တော် diary တွေ diary ဆက်ပြတဲ့အချက်ကျွန်တော်ကျွန်တော်ဒီစောက်ဗျ learning diary ကိုပေးတာအဲ့ဒီကျွန်တော်တယ်မြဟော်ရောလည်းမြဟော်လေကျွန်တော် idea ရမို့ကျွန်တော် college ပဲစစ်ပေါ်ပေါ်ရေးတယ်ကျွန်တော်ကြီးခဲ့တယ်ရုပ်ရှင်ကြောင်းပဲကျွန်တော်ပြည့်ဒီစကားကျွန်တော်ကိုပြီးရည်တယ်လို့ဆိုအခုတော့တိမမဟုတ်ဘူးကိုစစ်ပေါ်ဟောကိုကြည့်ရုပ်ရှင်အဲ့လိုကိုကြည့်ရုပ်ရှင်ပေါ့ဗျအဲ့ကျွန်တော်က program မှာပြပြအဲ့ drama တွေကိုအခြေခံပြီးကျွန်တော်ရေးလေးရှိရအဲ့ကျွန်တော်လည်း review ကိုနောက်တဲ့ post ဆိုင်ပြီးအဲ့တော့ review
refresh ပဲကိုပေါ်လေးဖြည်းဖြည်းခက်တဲ့ဟိုပြန်ပြီးတော့ refresh ပဲပြတ်တဲ့တုတ်တာrefresh ဒီနေ့ပေါ့ကျွန်တော် happy အလေးကျလို့ရမှာတော်တော်ကြီးကိုအရေးကြီးရအရေးပွားတဲ့အနေပါပွားတယ်မိချော်ပဲမိချော် icon ဒီကမိချော် icon ပဲအဲ့ဒီကအရေးကြီးရနောက်ပြည့်တယ်အဲ့တော့လည်းပြပါချင်ပြန်တော့ကိုဂိုးလေးဆိုကျွန်တော်ကပလာအရေးကြီးပလာလေးဆိုပဲနောက် sister အရေးကြီးလို့ဆို sister ပဲကျွန်တော်sister နဲ့ sister ဆိုအဲ့တော့ဒီတနေ့ကမှဆိုကျွန်တော်ဒီနေ့နဲ့16ရောက်လို့ရှိတယ်ပလာဆိုလို့ရှိရင် sister တခုကိုဆွဲမရှိအရေးရှိကျွန်တော်ပြောပါလေ college ပဲကျွန်တော်ဝေရှာနိုင်ဟာရှိရှိ college ဝေမရှာနိုင်ပဲဟိုလုံးချတဲ့ဟာကိုလုံးခွင့်ရတဲ့ပလာရေးကြီးကျွန်တော်ပြောပါအခုဆိုပဲကျွန်တော်ဆိုဝေမြင့်ချတယ်ငွေရှော့ဖို့လည်းမရှိဘူးလို့ဆိုရတယ်သူဖြစ်ပဲငွေရလို့ချင်ပဲကျွန်တော်လက်ရှိကငွေပြပြအောင်ဆိုဒီငွေရှော့ပြတယ်ကျွန်တော်အလုပ်လုပ်မယ်လုပ်လို့ရှိတယ်အလုပ်လုပ်လို့ဆိုတော့ career မှာကျွန်တော်လူချက် skill နဲ့ပတ်သက်တယ်ပဲ requirement တွေ skill requirement တွေ skill requirement ရောက်ဖို့ဖြစ်ဆိုတော့ဘာတွေထပ်ဖြူလို့ကိုကိုမျက်စိပဲဘာတွေထပ်ဖြူလို့ထိုက်ဘာတွေလုပ်ပေးနေအဲ့ဒါမှကျွန်တော်မျက်စိကကိုကအမြဲလော်နီလုံးနေမှာအဲ့လိုဖြစ်အဲ့ဒီတင်းနေချဖို့ဆိုကျွန်တော်မနေ့ကဒီည24ရက်တော့ကျွန်တော်ည25ရောက်ရှင်ဒီစာအုပ်တွေပို့ဖမ်းလို့ကျွန်တော်စဉ်းစားဒီအင်္ဂလိပ်စာအုပ်တွေပေါ့အင်္ဂလိပ်စာအုပ်တွေကပို့ဖမ်းလို့ဆိုဒီရှိချောတယ်ပို့ဖမ်းဖြစ်အောင်ကြိုးစားနေတယ်တကယ်လည်းကျွန်တော်ဖတ်ဖြစ်ခဲ့မှလို့ထင်ကျွန်တော်ထင်ရတော့ပဲအဲ့ဆိုတော့ငါအုပ်6လောက်ဖတ်မှတ်တယ်အဲ့ဒီမစောလေးကိုပို့ရဖတ်ပြတယ်အဲ့လိုဆိုတော့ထားပါကျွန်တော်အဲ့လိုဆိုပါမလည်း record လုပ်တော့ဆို record ဆို3လောက်ကျွန်တော်ရ fit for your mic အဲ့နောက်လို့ဆိုကျွန်တော် record ကမလုပ်ဖြစ်ဘူးစောဖတ်တော့ဖတ်ပြရ record မလုပ်ဖြစ်ဘူးအဲ့တော့ကျွန်တော် secure ပြီးလို့ရှိပဲကျွန်တော် video ထားလိုက် video ရိုက်ရရှိနောက်လို့ရ video ကမရိုက်ဖြစ်လို့ပြအဲ့ဒီဒီအရှိလောရောဒီလောထဲမှာပြဆိုမရိုက်ဘူးစောရတယ်ကျွန်တော်တောက်ဆောက်ဖတ်ပြနေစောရတယ်မှာဖတ်ပြမှုဖတ်ပြတယ်စောရတောက်ဆောက်ကဖတ်ပြတယ်record video ကမရိုက်ဖြစ်အဲ့လိုဟုတ်တယ်အဲ့ဒါဆိုကျွန်တော်ပြောတယ်ဗျဒီစောရဒီ video မှာပြကျွန်တော်ကဗျ college result ရလိုက်ရင်တက်တယ်လေးရှိကျွန်တော်ခုနကပြောကျွန်တော် video တခါကိုပဲကျွန်တော် video ငါပို့ကြည့်မယ်ကျွန်တော် video လေးကျွန်တော်လေးကိုကြည့်ပြီးတော့ဗျဒီမှာကျွန်တော်တခုပြောချင်ကျွန်တော်ကိုလုပ်တဲ့ process ကိုခုနလုပ်တဲ့ကျွန်တော်ကြီးရဲ့အချိန်မှာကျွန်တော်ကြီးခဲ့တဲ့အချိန်မှာဗျအရင်လည်းဘယ်လိုပဲ service ရောကိုမလည်းပဲကို service ရောအကြောင်းရှိကို service ကိုပို့ပြီးတော့အဆုံးထိ service ကိုလို့ရှိရင်ဒီ video လေးပဲပြချင်ကျွန်တော်ပြချင်ဒီပြီးတော့အတိတ်ကိုကြည့်အဆုံးထိနေတာပြီးတော့မှကျွန်တော် Google ရှိလို့တော့ Google ကိုတော့ပဲရောဟိုမတီးရဟာလေကိုတီးခဲ့တဲ့ဟာနဲ့သူတီးခဲ့တော့ဒီ AI ကတီးခဲ့တော့တီးသွားဟာဒီနေ့ကိုကျွန်တော် channel ကိုကျွန်တော်ပြပြပြီးပါဦးအဲ့လိုဖြစ်ပြီးတော့ကျွန်တော်အချင်းခုလို့ရှိရင်ကျွန်တော်အဓိကအသေးသေးချင်အခြေဘယ်လို happy ရဲ့လောက်တဲ့ပုံစံလို့ချက်ပဲ happy အလုပ်လုပ်ဒီအလေးချက်တစ်ခုပဲလုပ်ခဲ့တာအဲ့ဒါကျွန်တော်နံပါတ်1ချက်ပဲကျွန်တော်ရတာထည့်တော့ရှိဦးလို့နံပါတ်2ပဲနံပါတ်1ပါလို့ရတာထည့်တော့ရှိပြီနံပါတ်2ပဲကျွန်တော်ဆွဲဆောင်မှုရှိရတာဆွဲဆောင်မှုရှိမှာနံပါတ်3လောရတယ်လို့ပြောမှာနံပါတ်4ကျွန်တော်တို့စိတ်စီနေမှုရှိရနံပါတ်4ကဒီဆက်ပြရတယ်နံပါတ်8ချက်စိတ်ကြည်နေမှုရှိတယ်ကျွန်တော်စိတ်ကြည်နေလို့ရှိရင်ကျွန်တော် promotion ထည့်လိုက်ချင်ဥနာဒီရောကဥစ္စာကျွန်တော်ဘေးရှိုးစိတ်ကြည်နေလို့ရှိရင်ဂိမ်းကိုထားရှိချင်ဘွဲနိုင်လို့ရှိရင်နောက်တစ်ခုထားရှိချင်ဒီကကျွန်တော်စိတ်ကြည်နေမှုရေးချင်တယ်အဲ့ဒါကျွန်တော်ပြောဆိုကျွန်တော်လာဆောင်ဒီချက်ဆိုဆက်ငါမနေ့ကလာဆောင်အဲ့တော့ပြဿနာဆောကျွန်တော်လာဆောင်တယ်ကျွန်တော်ပြောဆိုလာဆောင်ဆိုကျွန်တော်နေဆိုပဲ digital work ပြဒီတော့အရေးမဟုတ်ပြဒီအချိန်မှဖို့တွေ့ပြအဲ့လိုပါတော့ဒီပါကိုဒီနေရွေးချိန်ထဲမှာပေါက်ရကျွန်တော်ရှိကျွန်တော်လေ့ကျင့်ခန်းလုပ်ချက်အချိန်9နေခွဲနေပြီးတော့6နေပေါ့ဘယ်လိုတနေပြောလို့ဆိုကျွန်တော်6မိနစ်ပဲလာဆောက်ချင်တယ်ကျွန်တော်6မိနစ်လာချင်ခေါ်လို့ဆိုအခုလာဆောက်ချင်တယ်ဘူးကောင်းနေ6ရေးနေကိုရွေးတော့အခုလာပို့ပြီး6ဖြစ်သွားတယ်ဖြစ်ဒီလိုကြအဲ့ကျွန်တော်ဥစ္စာရှိဒီနေရွေးပါလို့လည်းဆိုတော့မြေသားချက်တော့ရှိဖို့လိုကျွန်တော်မျက်စိတွေ့ရတော့မြေသားချက်ရှိတယ်ကျွန်တော်မျက်စိကတားနေဖို့လေကဒီတော့ရကျွန်တော်ဆွတ်ဆောင်မှုရှိနေလို့ပြီးတော့လောကိုလို့ဆိုလောဒီကောက်ပါလို့ရှိပြီးလေပါရတယ်ကျွန်တော်သိရမှာဒိုင်းနေဆိုကျွန်တော်လက်ဆောင်ဆိုပြီးပေါ်လို့လို့ဆိုကျွန်တော်လက်ဆောင်တယ်စိတ်ကျင်တယ်ဆိုကျွန်တော်လက်ချလုပ်ခဲ့ရတယ်ပြီးတော့ကိုလို့ဆိုတာပဲလုပ်ခဲ့ရတယ်လက်ချလုပ်ပေါ်ရကောက်ရခဏတော့ကောက်တော့မကောက်တော့ကျွန်တော်လက်ချက်တွေပေဗရာဟောကျွန်တော်စိတ်ကျင်တယ်မှုရှိရတယ်လို့ဆိုထိုင်မျိုးလို့ရှိကျွန်တော်ခေါ်လို့ရှိစောလို့ကြိုက်ဖားလို့ရှိအထိုင်မျိုးရှိခေါ်လို့အကိုကဗျာဒီလက်ချတဲ့ဘောနဲ့ပြလို့ရှိအဲ့ဒါဒီသဘောဗျာဝိချက်ကိုထားပဲ
နောက်တစ်ခုပဲကျွန်တော်ရေမတောက်ဖြစ်ရေတောက်ပြလို့လေရေတောက်ပြကျွန်တော်လုပ်ရတဲ့ခုရှိဘာဖြစ်လဲမကြည့်ရေပူးထော်ရစေရေပူးကျွန်တော်ဘယ်တော့အမြဲထော်တယ်အစောဖရပြဘာပဲလုံးချဲပဲကျွန်တော်ဂိတ်ဆိုတာပြဘာပဲဒီဂျီတက်ပူးထော်ဟုတ်ချဲ့ပါကျွန်တော်ရေသုံးကြထော်ရေသုံးကြကောင်းပါတနေ့ရေသုံးကြကောင်းရေတောက်ဘူးတောက်လို့ကျွန်တော်အများတိုင်းမြင်နေဘူး对呀，没现在米，而且吧，米买大陆西边楼皮多，这些哩，没现在米要，我楼起来有，没现在千万的，米要掏不了，烧它，没现在这么高，海边老贵，海边多少个，不是个，没现在大不了，哟，就那地烧烧开的，海边西边，我那毛水上面了，社会这东西，你也拍过，对吧？对不对？上面的教人那把，就那不会社会，就是这些不会烧不了不会。烧我这些烧饼，或者给说一些给说给点我烧这些饼，都是不知道，都不能这些烧饼这些饼饼，都是不知道这。一道路西边，我说，一道路西，我还没到这上些年没炒嘞，一道嘞，俺知道一道路叫道边，不是吧？俺知道十几年了，我说哪里说啊？应该一道路叫他干嘛说？第二边，我那就那不知道，你去看怎样？哈。ကျွန်တော်ပြောချင်တယ်ဗျဒီချက်ကတိတ်ဆွဲနေကိုကျွန်တော်လောက်ခိုက်တဲ့ဖာပြောချက်ကျွန်တော်ကဘယ်စောက်ဖတ်တယ်လာချောင်းမှာအဲ့တော့ကျွန်တော်စောက်ဖတ်ပြီးသွားတဲ့အချိန်မှာလာချောင်းမှာကျွန်တော်ပြောပါကျွန်တော်စောက်ရဲခတဲ့ကျွန်တော်စောက်ဖတ်တယ်ဖတ်တာတော့မှာဗျစောက်ဖတ်တာကျွန်တော်တို့ဒါအိုးဟဲ့ပြီဗျဒီပြောချက်ပဲအလေးချက်အခါပဲကျွန်တော်ဟဲ့ပြီအခါအိုးဟဲ့ပြီကျွန်တော်လုံးမလေးချက်ကလာချောင်းမှာဟာမြူဟဲ့ပြီလာချောင်းစာဖတ်ပြီးရကျွန်တော်လာချောင်းโอเคပြီးတော့ကျွန်တော်အဲ့မှာငေါ်ဆိုရအောင်သုံးနေပြီအဲ့တော့ကျွန်တော်အဲ့မှာစုံတော့မပါတယ်ဗျတော့the side or set on ဒီစုံမှာပဲ so စမင်းတရားငါဆက်ပဲအဲ့တော့ဘာပြောလဲဆိုပဲကျွန်တော်တို့ပါပဲကျွန်တော် focus ပဲကျွန်တော် I mean မိုင်ငေါ်လုံးနိုင်တယ်ငေါ်ဖြစ်ခဲ့ကျွန်တော် I mean မိုင်ဗျကျွန်တော်အဲ့ဒီလို first process စကလုံးသုံးလို့ရှိရအဲ့တော့သူဘာပြောလဲဆိုငါလည်းဆိုရတဲ့ first process စကလုံးမသုံးနေတာ first process ကသူမော့ဒီကိစ္စကိုလုပ်လို့ရှိရဘာလို့ဖြစ်မှာတကယ်လို့ तू ကဒီကိစ္စကို तू ကစဖိုင်ပြီးလို့ရှိရလက်ချမှာ तू ကစဖိုင်ပြီးလို့ရှိရရေးသားမှာအဲ့ဒါ तू ပြောချင်အဲ့ဒါကိုရဲ့အမြင်ကပြောက်သွားငေါမဟုတ်ဘဲနဲ့ तू ဆိုရင်ကျွန်တော်ကိုဖြစ်ခဲ့တဲ့ပြဿနာမဟုတ်လို့ဗျကိုဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးဒါဆိုတရားဖြစ်တဲ့ဘဝပြဿနာမပြီးတော့အမြင်ကျွန်တော်အမြင်ပြောက်သွားအဲ့ဒီသဘောမျိုးပြောချင်ရဗျအဲ့ဒါကျွန်တော်ဆောင်းတော့ပါတယ်ကျွန်တော်စောက်ဖတ်ပြီးတော့ကျွန်တော်ဗီဒီယိုကြည့်ပြပဲကျွန်တော်ပြေးပြရခုနကပြောလက်ချက်ကလေးလေဆိုလက်ချက်ကလေးလက်ချောက် sorry လက်ချက်ကလေးလက်ချောက်လက်ချောက်တော့ဆိုအိတ်ကနေလက်ချောက်ပြရှင်းပြီးတော့ဘုံလို့ရရှင်းမပြီးဘူးတို့ကမဆောက်ပြဘူးဗျမဆောက်ပြဘူးအဲ့ဆိုကျွန်တော်ပြောကျွန်တော်တို့တိုက်ပတာဒုတိယနေ့ပဲကျန်တဲ့မတူဘာလို့အချိုးတွေကျွန်တော်ဆိုရပြဒုတိယနေ့တိုက်ပတယ်ပေါ့ဘာလို့ဆိုနေကမိုတီတော့ရှိပြီးမဟာတဲ့ရှိပြီးတော့လုံးဖြစ်ခုစနေကြရတော့နိုင်မလာနိုင်ဖြစ်ဂျေဆိုရဒီလိုဆိုရပြကျန်တဲ့မတူတယ်ဒုတိယနေ့ဆိုကျွန်တော်တိုက်ပထဲမှာပါတယ်ကျွန်တော်တို့မလို့ဖြစ်တဲ့ထဲမှာပါတယ်ဒါကျွန်တော်ကလည်းဒီလိုဆက်ကျွန်တော်ဒီနေ့အော်ယူမလို့ဖြစ်တော့ဂိတ်ဆိုးနေရတယ်ပြီးတော့ကျွန်တော်ဆိုဂိတ်ဆိုးနေတယ်ကျေဂိတ်ဆိုးပြပါအဲ့ဒါလမ်းစားပြအဲ့ဘုံလေးမစားပြလို့နောက်တစ်ပတ်ကျတော့အဲ့မှာပြတ်ထွက်ရတယ်အဲ့ဒါဆိုဒီမလို့ဖြစ်ထားနောက်တစ်ပတ်ထွက်ကျတော့ပြပေါက်ကြော်စနေတနေ့ကနေတနေ့လောက်အဲ့ဒါတောက်ချောက်ဆိုကျွန်တော်လုံးဖြစ်တဲ့ consistent ဖြစ်သွားတယ်တောက်ချောက်လို့ဖြစ်သွားတယ်ဆိုအဲ့ဒီခုပဲကျွန်တော်တော့ဘောပေါက်တော့အဲ့ပဲကျွန်တော် TV pocket ကိုနားထားပြီးကျွန်တော်ဘောပေါက်တော့ဒီတစ်ပတ်တည်းမှာပဲကျွန်တော်နားထား pocket ကျွန်တော်ပြောပြပဲတခြားအများကြီးတော့မရှိဘူးကျွန်တော်နားထားတယ်တော့ဆိုပြတော့ခင်းနေ pocket ကိုရှိမှာပြီးတော့ထားမှာဆွဲထုတ်ပါမယ်စာအုပ်ရေးတယ်ဗျရှောက်the professor ရဲ့ pocket ကိုရှိမှာပြီးတော့ဒီမှာဆွဲခုနောက်ဆုံးရရတော့ဆိုရစာအုပ်ရေး professor စနေစက်ကလို့ခုမဲ့ hopper professor ပြီး clear professor ဒီလေးခုဒီ pocket လေးခုနားထားပြရဗျဒီကပဲကျွန်တော်နားထားပြီးကျွန်တော်နားထားပြခဲ့တယ်ဒီတစ်ပတ်ရှစ်ပတ်ထဲမှာနားထားပြခဲ့တဲ့အကြောင်းပြန်ပြီးတော့ share ပြီးလို့ဖြစ်ပါတယ်နောက်ဗီဒီယိုအဆုံးထိကျွန်တော်ပြန်ကြည့်ကြပါမယ်